ကေဘောင်စင်ကမ္ဘာအဆင့်ကိုရှိသူနဲ့အခုမှကေဘောင်စင်စပြီးထိုးတက်မဲ့သူတို့ရဲ့ပွဲကြီးပွဲကဝမ်မှာထိုးတက်နေကြတဲ့ fighter တွေထဲမှာမြန်မာပြည်သက်တော်တော်များများသဘောကျနေတာကတော့စူပါရီကျမ်းပါရှင်အခုလဲပြည်သက်တွေမျှော်နေကြတဲ့စူပါရီကျမ်းရဲ့ပွဲလာပါပြီနော်အခုလာမဲ့ match လ14ရက်နေ့မှာထိုးတက်မဲ့1 Friday 500မှာစူပါရီကျမ်းရဲ့တွဲဆိုင်ပါဝင်လာပြီဖြစ်ပါတယ်ပြိုင်ဘက်ကတော့အားလုံးသိကြတဲ့အတိုင်း Rotten ရဲ့ရောက်ဖဆန်ကတစ်နဲ့ဖြစ်ပါတယ်သူက Rotten မိန်းမရဲ့အမောင်ဖြစ်ပါတယ်။ဆန်ကတစ်ကတော့နောက်ဆုံးဘောက်စင်19ပွဲမှာလုံးဝရှုံးပွဲမရှိသေးတဲ့ fighter တူဖြစ်တယ်လို့ကမ္ဘာအဆင့်နံပါတ်9နေရာမှာရှိတဲ့ကက်ဘောက်စင်သမားတစ်ယောက်ဖြစ်ပါတယ်။သူကဝမ်းနဲ့စာချုပ်ရတာမကြသေးခင်အချိန်ကဖြစ်ပါတယ်။ဘောက်စင်မှာဆရာကြီးတဆူလို့ပြောရတဲ့အထိကောင်းလွန်းတဲ့ fighter တူပါရှင်။ဒီကမ္ဘာလုံးမှာအဆင့်ကိုရတဲ့အထိစံချိန်တင်ထားနိုင်ခဲ့တဲ့အထိကိုအောင်မြင်ခဲ့တာပါ။ဒီပွဲကသူ့ရဲ့ One Championship မှာတော့ပထမဆုံးထိုးသက်မဲ့ပွဲဖြစ်ပါတယ်။ကျမတို့ရဲ့မြန်မာ fighter စူပါရီချန်အတွက်ကလည်းကေဘောင်စင်ဘက်ကိုပြောင်းပြီးတော့ပထမဆုံးထိုးသက်မဲ့ပွဲဖြစ်ပါတယ်။ကေဘောင်စင်မှာဆရာကြီးတဆူနဲ့အခုမှကေဘောင်စင်ဘက်ကိုစပြီးတော့ပြောင်းလဲထိုးသက်တဲ့ fighter တို့ထိတ်တိုက်တွေ့ကြပြီပေါ့ရှင်။ဘောင်စင်သမားတို့ရဲ့အဓိကအားနည်းချက်ကတော့ခြေကန်ချက်လို့ပြောရမှာပါ။ပရိသတ်တွေကတော့စူပါရီချန်ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်ကြပေမဲ့ဒီပွဲအတွက်ကိုတော့90-50ဆိုပြီးတော့လဲထင်ကြေးပေးနေကြတာတွေရှိပါတယ်။ဆန်ကတစ်ကတော့စူပါရီချန်တဲ့ပွဲအတွက်အကောင်းဆုံးလေ့ကျင့်နေလဲရှိပြီးတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဆန်ကတစ်ကအခုလိုပြောပြထားပါတယ်ဆန်ကတစ်ကငါလာပြီဒီပွဲအတွက်မစောင့်နိုင်လောက်အောင်ဖြစ်နေပါတယ်ဒီပွဲမှာရှုံးလို့မဖြစ်ဘူးအားပေးကြပါအောင်ဆိုပြီးတော့ပြောဆိုထားပါတယ်ဒီပွဲမှာစူပါရီချန်ဘက်ကလည်းအကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာယုံကြည်ပါတယ်ရှင်ဒီပွဲမှာတော့စူပါရီချန်အနေနဲ့ပြိုင်ဘက်ဖိုင်တာဆန်ကတစ်ကိုအောက်ပိုင်းခမများလေးဖြိုပေးဖို့လိုအပ်ပါတယ်စူပါရီချန်ကလည်းတော်တော်ဖိုင်တာမှမဟုတ်တာပဲလေနော်သူ့ပွဲကြီးရဲ့ပရိသတ်တွေဆိုရင်တော့စူပါရီချန်ရဲ့စွမ်းဆောင်ရည်ကိုသတိထားမိကြမှာပါသူ့ရဲ့တွဲလုံးတွေကလည်းအလဲထိုးပါဝါတွေကြီးဖြစ်သလိုမာကုန်းဆိုတာပြောစရာမလိုတဲ့ကရင်ဖိုက်တာတူမှုယုံကြည်မိပါတယ်ခြေကန်ကြက်တာများများတုံးပြီးတော့နိုင်ပွဲရရှိပါစေလို့ဆုတောင်းကြပါတယ်လက်ခမောင်းခတ်ပြီးတော့ထိုင်းမြန်မာအနိုင်ယူပြလိုက်ပါစူပါရီကျန်ရင်ဒီပွဲမှာစူပါရီကျန်နိုင်ခဲ့မယ်ဆိုရင်တော့ဝမ်းနဲ့စာချုပ်ချုပ်ဆိုခွင့်ရရှိမယ်ထင်ပါတယ်ကဲပေါင်စင်ကမ္ဘာအဆင့်6မှာရှိတဲ့ဆန်ကတဲ့နဲ့အခုမှကဲပေါင်စင်စထိုးသက်မဲ့စူပါရီကျန်တို့ရဲ့ပွဲကတော့ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်တယ်လို့မြန်မာပရိသတ်တွေရင်တုံရင်ခုန်ရစေမဲ့ပွဲကျန်တစ်ပွဲလည်းဖြစ်လာစေမှာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ပါပြိုင်ပွဲဆိုတာကအနိုင်အရှုံးမရှိတာမို့သူ့ဟာသူဘာကောင်းကြီးပဲဖြစ်နေပါစေပညာနဲ့သာရှင်ထိုးပြီးတော့နိုင်ပွဲရလက်ဖော်ဆောင်နိုင်ပါစေလို့စူပါရီကျန်အတွက်ဆုတောင်းပေးလိုက်ပါတယ်ကဲလာမယ့်14ရက်နေ့တောက်ကြနေညမှာအတူတူပဲစောင့်ကြည့်အားပေးလိုက်ကြရအောင်ပါလား